အားလုံးမင်္ဂလာပါကျွန်တော်ဝန်တာပါတယ်ဒီတသက်တာစုရဲ့သဘောလေးကျွန်တော်ပြောချင်တာပါတော့ပထမဆုံးတသက်တာစုရသွားတာစာရေးဥတင်ယူပါစာရေးဥတင်ယူတဲ့90ပြည့်နှစ်မှာကျွန်တော်တို့ပထမဆုံးတသက်တာစုပေးခဲ့တယ်။ဘာလို့ဆိုတော့ဒီ live achievement ဆိုတာလေးကိုကျွန်တော်ပေးရင်တော့အဲ့တုန်းကဒီနိုင်ငံတော်ပေါ့လေအဲ့တုန်းကအစိုးရဖွဲ့ကိုကျွန်တော်ကမြစ်တဲ့ခံတယ်ပေါ့ဥတင်ယူကိုကျွန်တော်ပေးခြင်းတယ်ဆိုတော့ခင်ဗျရုပ်ရှင်စီယုံကပေးပါလားဆိုတာဖြစ်တယ်ဖြစ်တော့ကျွန်တော်နိုင်ငံတော်ပေးစီချင်တာပေါ့နော်အဲ့ဒါနဲ့မဖြစ်တဲ့အခါကျတော့ဥတီတွေကျွန်တော်ပတ်စံရှာပြီးတော့အဲ့စုလေးလုပ်ပြီးတော့ကျွန်တော်ပေးရတာအဲ့ဒီကစတာမတော်မမီတော့ဥတီ90ပြည့်နေမှာကျွန်တော်ပေးရတာအဲ့နောက်ပိုင်းမှာတော့နောက်ရတာအကူလေးဘူလေးတင်အောင်နောက်တော်ပြင်းမြင့်ခင်နောက်ကိုညုံဝင်းနဲ့ကိုအောင်လွင်စသည်အဖြစ်ပေါ့ဒီလိုရသွားကြတော့ပေါ့နော်ကြတော့ပြောချင်တာဘယ်လိုကြောင့်ဒီစုကိုပေးတာလဲဆိုတာဒီပြောချင်တယ်ဒီစုကအသက်80ကျော်မရဘူးအသက်80ကျော်ရမယ်နောက်လုတ်သက်ကလည်းသူကရုပ်ရှင်လုတ်သက်ကလည်းအနည်းဆုံး250ရှိရမယ်250ရှိရမယ်နောက်တော့စုတစ်ခုခုရရမယ်စုတစ်ခုခုမရဘူးခဲ့ဘူးဆိုရင်သူဟာရုပ်ရှင်ကိုတကယ်ရုပ်ရှင်အကျိုးအတွက်သူကလှုပ်ဆောင်တဲ့လူမျိုးဖြစ်ရမယ်အဲ့ဒီလိုကျွန်တော်တို့သတ်မှတ်ပြီးတော့ဒီစုကိုပေးတာပါဒီစုကအသက်ကြီးတဲ့နေရတာမဟုတ်ဘူးသူကရုပ်ရှင်လောကဘာအကျိုးပြုလဲဆိုတာလေးလည်းရှိတယ်အဲ့ဒါမျိုးလေးတွေလည်းရှိတော့ဖြစ်နိုင်တော့သူကဘာအကယ်ဒမီပဲဖြစ်ဖြစ်လင်္ကာကျော်စွာပဲဖြစ်ဖြစ်တခုပေါ့စုတခုအဲ့လိုရတဲ့လူမျိုး80ကျော်တဲ့လူမျိုးကိုပေးတာဖြစ်ပါတယ်ဒါလေးကတော့ပြည်သက်များလည်းနည်းနည်းသိသွားအောင်လို့ပေးခြင်းပေးတဲ့ပုံစံကဒါလေးပါပဲကျွန်တော်ပြောချင်တာဒါလေးဆိုတော့အများကြီးကျိုးရှိသွားမယ်ထင်ပါတယ်ကိုတော့ဒီနေ့စုလေးရမယ်လို့ထင်မိတာပေါ့နော်ထင်မိတာပေါ့ကိုပေးတာကိုယ့်ကိုပေးတဲ့ဥစ္စာပဲကိုတတ်မှတ်တော့တော်တယ်ကြံပြောရမယ်ဆိုတော့လူကလည်းနှစ်လောက်ကလေးကပြန်ကျဲဝန်ကြီးဌာနကနေပြီးတော့ဒါလေးကိုသူတို့ရီမန်းတယ်ပေါ့မမမှန်တယ်မကြီးမမှန်တယ်ကျွန်တော်အသက်80လည်းမပြည့်သေးဘူးလို့အဲ့တော့ဒါကိုမလုပ်ပါနဲ့တော့ကျွန်တော်ဥက္ကဋ္ဌဘဝမှာလည်းကျွန်တော်မလုပ်ချင်ဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ကတော့ဘာဖြစ်ဖြစ်ဒီတကတော့ယူဖို့ပေါ့လေတိုက်တွန်းတာပေါ့ဒါနဲ့ယူဖြစ်တာပေါ့အဲ့တော့